တရား online shop ကိုစလုပ်မယ်ဆိုလို့ရှိရင်အရင်ဆုံးတွေးမိရဲ့ကိစ္စကဘာလဲဆိုရင်ငါရောင်းကုန်မှာမလားငါလုံနိုင်ပါမလားငါဖြစ်ပါမလားအရင်ကြီးပျောက်သွားမလားအဲ့လိုဆိုရင်တော့ကစိတ်နေနဲ့တွားနေတာပေါ့လေစီမများရင်းနိုင်တဲ့လူပဲရောင်းသွားမှာပေါ့အဲ့လိုမဟုတ်ပါဘူးအဓိကကပစ္စည်းနဲ့ကိုယ်နဲ့ကိုတွဲမှတ်မိအောင်ကိုလောက်ရတဲ့အချိန်က20နဲ့1ရက်ပဲရှိပါတယ်အဲ့20တရက်ကသူများနဲ့မတူပါဘူးเนาะဒါက mini content training ပေးတဲ့နီလန်တစ်ခုပါကဲနီလန်တော့တည်သွားပြီဘလို့ရောင်းကုန်အောင်လုပ်မှာလဲအဓိကကကိုတိုင်းစူးစမ်းခြင်းနဲ့စိတ်ရဲ့လှုပ်ချင်တဲ့စိတ်ရဲ့ကိုယ့်ရဲ့ကိုယ်ပိုင်ဝင်ငွေဖြစ်တဲ့အတွက်ကြောင့်ကိုအမျက်များလိုချင်တယ်ဆိုရင်များစူးစမ်းရပါလိမ့်မယ်ဒီပေါင်းမြောက်များစွာကိုဘဝတက်လန်းတွေကိုပိတ်တာဖြစ်ပါတယ်ဥပမာအဖြစ်ကိုကမိခိုနေရတဲ့အမျိုးသမီးတယောက်ဆိုလို့ရှိရင်မိမခိုနေလို့မပြောချင်ပါဘူးမိခိုပြီးတော့လေကိုဘဝကိုအများကြီးတောက်ပလို့ရပါတယ်ကိုဖြစ်ချင်တာတွေအိမ်မက်တွေကို brand တစ်ခုနဲ့လက်တွဲပြီးအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့အပုံဖော်ခြင်းနဲ့ဆိုရင် meaning ကတော့ welcome လုပ်နေပါတယ်။တင်းရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့ ticket နဲ့လက်တွဲစို့